ခွန်အားတွေကိုနောက်ဆုံးခီးစဉ်အတွက်တူလောင်ကြပါတယ်။နှစ်အနေငယ်ကြာပြီးနောက်သူတို့ရဲ့ဗီဇာစိတ်ထဲမှာအိမ်ပြန်ရမယ်ဆိုတဲ့ပြင်းပြတဲ့စန္ဒကခုစတင်ဝင်ရောက်လာပါတယ်။ကမ္ဘာတန်လိုက်စကွင်းနဲ့ရေရဲ့ရနံ့ကိုမှတ်မိနေတဲ့သူတို့ရဲ့ထူးခဲ့တဲ့အာယုံကိုတုံးပြီးသူတို့မွေးဖွားခဲ့တဲ့စမ်းကြောင်းလေးစီကိုလမ်းမမအောင်ပြန်လာတတ်ကြပါတယ်။အိမ်ပြန်လမ်းလာရေစည်းတန်တဲ့မြစ်တွေကိုစံတက်ရတဲ့အတွက်အလွန်ပင်ပန်းပါတယ်။မြင့်မားတဲ့ရေတံခွန်တွေကိုအသက်နဲ့ရင်းပြီးခုံကျော်ရတယ်လို့ကုန်းပေါ်ကဝက်ဝံတွေနဲ့ကောင်းကင်ကသိန်းငှက်တွေရဲ့အမဲလိုက်မှုတန်ကိုလည်းကြန့်ကြန့်ခံကြော်ဖြတ်ရပါတယ်။ခရီးစဉ်တစ်လျှောက်လုံးမှာအစာလုံးဝမစားတော့ပဲခန္ဓာကိုယ်ထဲကအစီအီကိုပဲသုံးဆွဲကြတာကြောင့်ခန္ဓာကိုယ်အယောင်တွေဟာအနီရောင်တောက်တောက်တိတိတတာပြောင်းလဲလာပါတယ်။ဒါဟာသူတို့ရဲ့ဘဝနောက်ဆုံးအခန်းကဏ္ဍကိုရောက်နေပြီဆိုတဲ့သင်္ကေတပါပဲ။သူတို့ဘဝစတင်ခဲ့တဲ့နေရာလေးကိုအရောက်ပြန်လာပြီးနောက်အမေငါးကတဲထဲမှာဥဒီဥအဖေငါးကမျိုးအောင်စေပါတယ်။ဒီနေရာမှာသူတို့ဟာမျိုးဆက်တွေအတွက်သူတို့ရဲ့နောက်ဆုံးခွန်အားကိုအကုန်သုံးပြီးတာဝန်ကျေပွန်စွာဆောင်ရွက်ခဲ့ကြပါတယ်။မျိုးကွာပြီးနောက်ဆယ်မော်ငါးကြီးတွေဟာအားအင်ကုန်ထန်ပြီးငိမ့်ချမ်းစွာတည်ဆုံးသွားကြပါတယ်။သူတို့ရဲ့ရုပ်အလောင်းတွေဟာစမ်းကြောင်းထဲမှာအာဟာရဓာတ်တွေအဖြစ်ပြောင်းလဲသွားပြီးနောက်တစ်ချိန်မှာပေါက်ဖွာလာမဲ့သူတို့ရဲ့သားသမီးလေးတွေအတွက်အာဟာရအာရဖြစ်လာစေကဘဝတန်တရားကိုအတိတ်ပဲရှိရှိအဆုံးသတ်လိုက်ကြပါတယ်။